ဆရာတို့ download လုပ်ထားတဲ့ Z installer လေးတင်ကြည့်အောင်နော်ဒါဆိုရင် download တွေကိုသွားဆရာ down ထားတဲ့ version က Z Windows 8.2.3 ပေါ့နော်ဒီကောင်လေးကို screen record လုပ်ချင်လို့ဒါဆရာ run as administrator နဲ့ဖွင့်မှာပုံမှန်ဆိုရင်တော့ဒါနှစ်ချက်နှိပ်ဖွင့်လည်းရပါတယ်ဒီမှာ run as administrator ဖွင့်လိုက်ဒါဆိုရင်သူက setup ဖိုင်တက်လာလိမ့်မယ်ခေလာပြီနော်ဒီမှာ welcome လို့တက်လာပြီဒါဒီကောင် run မလာလို့မရင်ဆရာတို့ဒါ yes ပေါ့ installation လုပ်မယ်ပေါ့yes မင်းတို့ကွန်ပျူတာမှာ UAC ပေါ့ user account control setting ပေါ်လာလို့ရှိရင်ဒါ okay ပေးလို့ရပါတယ်ပြီးရင် setup ဒီ setup စရင်သူက next ပေါ့ဒီနေရာမှာသူက default setting ကတော့ဒါတွေကဒါရွေးထားပြီးသားပေါ့လေဒီမှာ power programming language ကိုမသုံးချင်ဖြုတ်လို့ရတယ်MySQL database ကိုမသုံးချင်ဒီလိုအမှတ်ချင်းလေးဖြုတ်လို့ရတယ်ဆရာကတော့ဒီနေရာမှာဘာမှမဖြုတ်ဘူး default အတိုင်းထားပြီးတော့ဆက်သွားလိုက် next okay အဓိကဒီအရေးကြီးပြောချင်တာဒီနေရာလေးပေါ့ပုံမှန်အားဖြင့်ဆိုရင်ဆရာတို့ကြည့်အောင်ဒီ installation လုပ်ကြတဲ့နေရာမှာ C အောက်မှာပဲ Z ကိုထားကြတာဆရာမှာကတခြား version အဟောင်းရှိနေတဲ့အတွက် D အောက်မှာထားခြင်းတယ်အဲ့ဒါဒီနေရာလေးမှာပြောင်းအောင်ပါနော်ဒီနေရာလေးမှာဆရာက C အောက်မှာ installation လုပ်ချင်ဘူး D အောက်ကိုပြောင်းလိုက်ဒီလိုလေးပြောင်းလိုက်မယ်ပြောင်းပြီးတော့ဆရာတို့ next လုပ်လိုက်ဒါ English လို့သွားမယ်ဒါ next ပဲပြီးရင်ဒါ ready to begin ပေါ့လေဒါ next စပြီး installation သူကလုပ်နေinstallation သွားနေတဲ့အချိန်ပေါ့နော်ဒီကောင် installation သွားနေတဲ့အချိန်ဂျားထဲမှာသူကဒီ Apache အလောင်း Apache ကိုခွင့်ပြုမှာလားဆိုတော့အလောင်းနှိပ်ပြရမယ်ပေါ့နော်ဒီလို MySQL တက်လာရင်လည်းဆရာတို့ကအလောင်းနှိပ်ပြရဒါလေးတော့တစ်ချက်စောင့်ကြည့်အောင်ဒီမှာဒီလိုမျိုး installation သွားနေပြီဆိုလို့ရှိရင်သူကကိုယ့်ကွန်ပျူတာရဲ့ D အောက်မှာပေါ့သွားဖွင့်ကြည့်လို့ရတယ်နော်ကိုယ့်ကွန်ပျူတာရဲ့ D အောက်မှာသူကXAMPP ဆိုတဲ့ folder လေးစောင့်ကောင်းမှာသူကဒီမှာ data D ကိုဖွင့်လိုက်လို့ရှိရင်ဒီမှာ XAMPP ဆိုတဲ့ folder လေးဒီ folder လေးသူစောင့်သွားတယ်ဒါမပြီးသေးဘူးနော်အလုံးလုံးနေတော့မှပြတယ်ပုံမှန်အဖြစ်ဒီ XAMPP folder လေးကရှိမနေဘူးအခုလို installation လုပ်လိုက်မှ XAMPP ဆိုတဲ့ folder လေးကရောက်လာ okay ဆရာတို့ installation ပြီးတဲ့ဒီကြည့်အောင်
ဆရာတို့ဒီမှာ installation ကတော့ပြီးသွားပြီပြီးတော့ဒီ when you start အခုစမှာလားပေါ့နော်စမှာလားလို့ဒီတိုင်းစသုံးကြည့်မယ်ပေါ့နော် finish လုပ်တာဒါဆိုရင်Z တက်လာမယ်ပေါ့ကွာZ version control panel ရဲ့ version 3.3.0 နဲ့တက်လာတယ်ပေါ့ဒီမှာကြည့်လိုက်လက်ရှိကိုသုံးနေတဲ့ Z control panel version 3.3.0 နဲ့တက်လာမယ်သူ installation လုပ်ထားတဲ့ location ပေါ့နော်သူ့နေရာလေးကဒီမှာ D အောက်က Z လက်ရှိ run နေတဲ့ကောင်ပေါ့ဒီလိုလေးပြပါအဲ့ဒီမှာဆရာတို့ကဒီတိုင်းသွားကြည့် installation ကပြီးသွားပြီလုပ်နေတော့မှတော့မမေးလိုက်ဘူးပေါ့နော်ဒီမှာ Apache web server ကိုဆရာတို့စကြည့်စသုံးကြည့်ခြင်းလဲဆိုရင်သူ့ကိုဒီမှာ start လုပ်လိုက် start လုပ်လိုက်တာနဲ့သူ Apache ပေါ့ဒီမှာ804430ပေါ့နံပါတ်ထွက်လာတချို့ကွန်ပျူတာမှာအလောင်းတောင်းမယ်ပေါ့နော် Apache ခွင့်ပြုပါလားသူခွင့်ပြုပါလေသူအလောင်းဆိုတာလေးနှိပ်ပြအဓိကတော့ဒီပေါ့နံပါတ်ထွက်ဖို့ပါပဲဒါဆိုကိုကွန်ပျူတာ Apache web server ဖြစ်သွားပြီနောက် MySQL ဘေးကဒီ start ကိုနှိပ်လိုက်ရင်ဒီပေါ့နံပါတ်3336လို့လာဒါဆိုကိုကွန်ပျူတာက database server ဖြစ်သွားပြီဒါဆိုကိုကသွားကြည့်ခြင်းကြည့်လို့ရတယ်နော်ဒီမှာဒီ Apache ရဲ့ဘေးက admin လေးကိုနှိပ်ဒါဆိုဒီလိုမျိုး local host လို့တက်လာရင်ရတယ် local host dashboard ဆိုလို့ရှိရင်ဒါ Z Apache MariaDB PHP bar ဒါဆိုရင်web server အလုပ်လုပ်နေပြီပေါ့ဒါပိတ်လိုက်မယ်နောက် database server အလုပ်လုပ်မလုပ်ကြည့်ခြင်းရင်ဒီ port number 3336ဘေးမှာရှိတဲ့ admin လေးကိုနှိပ်လိုက်ဒါဆိုသူက local host PHP my admin နဲ့သွားမှာဒါဒီမှာ browser နဲ့တက်လာမှာနော် local host PHP my admin ပေါ့ဒါဆိုရင်ကျတော့ database အသစ်လုပ်တာတွေ create လုပ်လိုက် database နဲ့ပတ်သက်တဲ့ဥစ္စာတွေဒီမှာဆန်းလို့ရပြီနော်ဒါကြောင့်ဒီ Z installation မှာပြီးသွားပြီပြီးတော့ဒီအောက်က Z နဲ့မှာ Z control နေနဲ့ရောက်နေမှာအဲ့တော့ဒီမှာ Apache ကို start လုပ်ကြည့်လို့ရတယ် web server ဖြစ်သွားတယ် MySQL ကို start လုပ်ကြည့်လို့ရတယ်ဒီအဓိက port number လေးတွေပေါ့နော်ဒီသူ့ရဲ့ default port number လေးတွေလုံးသွားပြီဆိုအဆင်ပြေပြီပြီးသူ့ဘေးက admin ကိုနှိပ်ကြည့် browser မှာဒီ dashboard ကိုရောက်မယ်ဒီကောင်ကကျတော့ browser မှာ PHP my admin ကိုရောက်လာလိမ့်မယ်အဲ့ဒါဆိုရင်သူကလုံးနေပါပြီဒါကြောင့်ဒီနေ့ဒီကောင်ပိတ်မယ်ပေါ့ stop လုပ်မယ် stop လုပ်မယ်ဒီတိုင်းပိတ်လိုက် okay ဆရာတို့နောက်နေ့တွေမှာအဲ့ Z ကိုသုံးကျင်တဲ့ကသူက installation ကဘယ်မှာရှိနေရလဲဆိုတော့ D အောက်မှာရှိနေတာ D အောက်က Z အောက်က Z control တော့ဖွင့်ရမှာ okay ဆရာတို့တော့ဖွင့်ကြည့်အောင်ဟုတ်ပြီဆရာဒီမှာ data D ပေါ့နော် D အောက်က D ကိုဖွင့်လိုက်မယ်ဒီအောက်မှာသူကဒီ Z folder လေးရှိနေမယ်ပေါ့နော်ဒီ Z ကိုဖွင့်မယ်အဲ့ဒီမှာဆရာတို့လိုက်ရှာလိုက်မယ်ပေါ့နော် Z control.exe ဆိုတာလေဒီ file လေးတွေ့မယ်အဲ့ဒါအမြဲတမ်းသုံးရမှာဒီ Z control ဖွင့်လိုက်လို့ရှိရင်Z control panel version 3.3.0 အနေနဲ့တက်လာတော့ကိုကတေးကြခြင်းတော့လေဒီလက်ရှိကိုသုံးနေတဲ့ဇန်ကဘယ်မှာတင်ထားတဲ့ဇန်လဲဒီမှာကြည့်လို့ရတယ်ဒီအောက်ကဇန်ကိုသုံးနေတာအဲ့ဒါပြီးရင် Apache ကို start လုပ်မယ် MySQL ကို start လုပ်မယ်ဒါပေါ့နံပါတ်80443နဲ့3336ထွက်မယ်ဒါဆိုရင်အဆင်ပြေနေပြီသူ့ကို testing လုပ်မယ်ဆိုရင်ဒီဘက်က admin ကိုနှိပ်မယ် browser နဲ့တက်လာOkay browser မှာ local host dashboard လို့တက်လာပြီပေါ့ဒီလိုမြင်ရမယ်ဒါ web server ဖြစ်သွားပြီနောက်တစ်ခါ database server ကိုဆန်းမယ်ဆိုရင်ဒီ MySQL ဘေးကဒီ admin ကိုနှိပ်ဒါဆို browser မှာ local host PHP my admin လို့တက်လာဒါကတော့ database server ဖြစ်နေပါပြီအဲ့တော့ကိုကွန်ပျူတာက web server လည်းဖြစ်သွားပြီနောက်ပြီးတော့ database server လည်းဖြစ်သွားပြီ Okay ပါအဲ့ဒါဆိုဆရာတို့ stop လုပ်လိုက်မယ်နော်